နောက်ကျွန်တော်ဒီနေ့နေလို့ပြန်ကျွန်တော်မှဆောက်အားရအောင်အောင်လို့နောက်ဆုံးပြီးလက်ဆောင်ပေးရပြီနော်ဘက်ကတော့200ကျော်ပြောကျွန်တော်လည်းအခွင့်အရေးဖြစ်တယ်ကျွန်တော်လည်းအတားချက်ကျွန်တော်တို့ပြောကျွန်တော်လည်း live နဲ့ comment မရေးရဘူးဒီရောင်ပြန်မိုက်ရောင်ပြန်လာတယ်ဒါပေမဲ့အလင်းအောင်လို့ရောင်ပြန်ဆောင်းမိုက်တယ်အဲ့လိုဒီရောင်ကလေးကိုကြိုက်တယ်ဒီနေ့ဒီမိုက်တယ်နောက်ခုံးလေးဆိုတော့ပြေးမှာနော်နောက်တော့ပြန်လေးနဲ့ကျွန်တော်ကြိုက်တယ်တော့ပဲ